ကိုလွမ်းနေနေနိုင်အောင်နေထိုင်နေလေလေမင်းမရှိတဲ့ချိန်များကြာပြီမဟုတ်လားနှစ်ချို့နေလေချစ်ရည်လွမ်းနေပြန်လာခြင်းဆိုတာမျောလင်းနေချမ်းခိုက်တဲ့ဆောင်တွေနဲ့ຫນွေရာသီများစီတစ်ဖက်ချပြီလားချေရရဲချမ်းထားတန်ရာညာများစွာရွှေစင်လိုလားမင်းပိုင်ဆိုင်ခြင်းတော့လေချိန်ကြည့်တဲ့မျောပါဘူလောင်နဲ့တွေနေရမှာကျန်နေတဲ့မြတ်စွာမင်းရှိတဲ့ဒီခန်းနာကျင်မဲ့လွမ်းများပြည့်နေပြီပဲချေရရဲချမ်းထားတန်ရာညာများစွာရွှေစင်လိုလားမင်းပိုင်ဆိုင်ခြင်းတော့လေတားစီတဲ့စီများရဲ့ကြမှာချမ်းနာခဲ့ပြီမဟုတ်လားတားစီတဲ့စီများရဲ့ကြမှာချိန်